မင်္ဂလာပါရှင်စူဇူလေး channel နဲ့ကြိုဆိုပါရစေဒီနေ့ချက်စီသမီးချက်ပြမှာပါချက်သားကိုဒီတစ်စိတ်ကိုသုံးပါတယ်$12.22 ပေးရပါတယ်ရှင်ချက်သားသူ့အိတ်ထဲကဖောက်လိုက်ပြီးဆိုတော့သူ့ရဲ့ဘိုက်ထဲမှာပေါ့နော်အတွင်းကလေးစားလေးကိုအိတ်တက်နဲ့ထည့်ပေးထားပါတယ်ပြီးရင်ချက်သားကိုအတွင်းအပြင်သွေးတွေဆင်းအောင်တေချာလေးဆေးပါမယ်ခုနအိတ်ကိုဖောက်လိုက်ရင်ဒီမှာလေပြီးရင်အမျိုးပြသေးရပါပါတယ်ဆိုတော့အကောင့်ကြီးရဲ့အတွက်ပေါင်တက်တက်ကိုနှစ်ချမ်းပေါင်လေးမှမဆန်တော့ပါနော်ပေါင်နှစ်ချမ်းတည်တန့်ထားပါတယ်အရေးကုန်မဖယ်ပါဘူးဒီလိုအစီမကောင်းတဲ့အစီလေးတွေတော့လိထုတ်ပြီးတော့တေချာတန်ရှင်းပေးပါတယ်ပြီးတော့အစီဘူးမကြိုက်တော့အစီဘူးဖယ်တယ်ဒီလိုအစီကက်နေတဲ့ဟာလေးကြတော့ဖယ်လိုက်တယ်အရေးကုန်ကတော့ထားရပါမယ်ရှင်တွိုင်းသူ့ထဲကိုဆိုရဒီမှာတတမ်းတော့金毛这种就冇贴吧没？但是这个你乱你喏，这大毛那上了贴，可能阿开动了呀，那你啊，喂，这大的生活要说这大留下里面的背来的，你妈比较提前帮打水打枪里面，这个对我那呢，包里路有老来阿谁？ထဲထိအသားလေးကျက်တယ်။မတောင်မလေးဆိုလဲအဲ့လိုမျိုးထိုးလိုက်ဒါလေးနဲ့လေ။အဲဆိုရင်အမုံလေးအသားလေးရောက်တယ်။အသားရတာရှိတယ်။ပြီးတော့အသားကလည်းသွေးမကြံနဲ့ကျက်တယ်။ဆိုတော့အတွင်းထဲဒီတေချာနှံ့အောင်တေချာလေးထည့်ပါနှစ်စွန်းလောက်ထည့်ရပါတယ်။သူ့တစ်ဖြင့်ဒီလိုအတွင်းပိုင်းနဲ့ဒီလိုအတွင်းပိုင်းကိုတေချာအရသာနဲ့အရသာဝင်အောင်နေပါ။ဒီမှာပေါက်လေးလုပ်ပေးလိုက်ချင်းမုတ်ကတစွန်းစစ်သွင်းပြမဝါတိုတယ်နှစ်စွန်းထည့်ပါမယ်အမတော့မွေးနေဒီအတွင်းပိုင်းကိုတေချာနေသူကတော့တက်အကောင်ကြီးရယ်ဆိုလေတက်အကောင်ကြီးရယ်ဆိုတော့မှုတ်လျှော့ထည့်ပေါ့နော်တက်အကောင်ကြီးရယ်ဆိုတော့အပေါက်တွေလည်းတေချာဖောက်ပါတယ်ဒီမှာအတွင်းလေးဒီမကျက်မှာဆိုလို့ပြီးရင်ဒီကတိုင်မှာ30 minute ထက်ဘာလို့ထည့်ရလဲဆိုတော့အချက်ကအပေါ်ရင်တင်းသွားထည့်ရရွေးချက်ပါဒါမိနစ်30နဲ့မိနစ်45မိနစ်လောက်ထိနှက်ထားလို့လည်းကြပါတယ်ဒီချက်သားကိုအခုပေါင်းမယ်ဆိုရင်ပေါင်းအိုးထဲမှာရေတန့်လေးထည့်ပါမယ်ဘာလို့လဲဒီရေနဲ့သမင်းပြန်ချမ်းမှာဖြစ်တဲ့အတွက်ရေတန့်ထည့်မယ်ဒီမှာပေါင်းမယ်စကားထည့်အိမ်ပေါ်မှာချက်သားကိုတင်း30 မိနစ်ပေါင်းပါမယ်ပြီးွားရင်ဟိုဘက်ကိုလှမ်းနောက်ထပ်30 မိနစ်ထပ်ပေါင်းမယ်ဆိုတော့တိုးတဲ့တနိုင်ပေါင်းပါမယ်ရှင်ဆိုတော့ချက်သားနဲ့တစ်ခုနဲ့တစ်ခုချက်ပြီးတော့မကြက်မှာဆိုလို့ဆိုတော့နည်းနည်းလေးဒီလိုမျိုးလေးလိုနေနေရာလေးမှာပဲထည့်ပါဒီမှာဆိုအရေးကုန်နေဒါကိုဒီထဲထည့်ထားမယ်ဘာလို့ဆိုအဓိကအရေကုန်ရဲ့အစီကျတဲ့အစီနဲ့ကြက်စီခမင်းဆိုတာပေါ့နော်သူ့ရဲ့စတားထွက်တဲ့အစီနဲ့ချက်တာဖြစ်တဲ့အတွက်အရေကုန်ကိုမဖယ်ပါဘူးအရေကုန်လေးတွေထည့်ပါနော်ဒီမှာသူ့အရေလေးတွေကျန်တယ်လောင်းထည့်လိုက်ပါဘာလို့ဆိုအောက်ကအရေကအင်းချက်ထမင်းချက်တဲ့ခါကျရင်ပြန်ယူมาဖြစ်တဲ့အတွက်အောက်ထဲကိုသူ့အရတာတွေအရေထဲကိုဝင်သွားလေဒီကြက်ကထွက်လာတဲ့ကြက်ပြုတ်ရည်အရေလေးနဲ့ပြန်ပြီးတော့အောက်ထဲမှာအရေလေးတွေကအရသာရှိနေပြီဆိုရင်ထမင်းရလည်းအရသာရှိပါတယ်အဲ့လိုပေါင်းပါတော့မယ်3မိနစ်30ပေါင်းပါမယ်နော်ဖုံပြီးတော့ဒီဆိုသူအော်ပြီသူအော်ရင်မိခဏပိတ်ပြီးတော့ဟိုဘက်ဒီဘက်ကိုလှန်ပေးပါမယ်ရှင်အသားအနေထားကိုကြည့်ရခါမှာတော်တော်လေးကိုရနေပါပြီမင်းဒီဘက်ဟိုဘက်လှန်ပြီးွားရင်နောက်ထပ်မိနစ်30ထပ်ပေါင်းပါအောင်မယ်ရှင်ထဲအသားကြအောင်ပါအမီဖွင့်မယ်နောက်တဲ့မိနစ်30 set up လုပ်မယ်ပြန်ထပ်ပေါင်းမယ်ဒီမှာချက်တာတကောင်ဒီမှာချက်ပြုတ်ရင်ဒီချက်ပြုတ်ရင်လည်းထမင်းပြန်ချက်မယ်နော်ထမင်းကြတော့ဒီယူရီးယားဆန်သုံးမယ်စင်တစိတ်ယူရီးယားဆန်မစပဲဆန်ဆိုသုံးလို့ရတယ်ယူရီးယားဆန်တော့ဖြစ်ရမယ် Thai jasmine rice အမေက
တော့ကိုကြိုက်တဲ့လောက်ချက်ပေါ့နော်ရိုးရိုးထမင်းချက်တဲ့ပုံစံတိုင်းပဲဆန်တေချာစီးမယ်ဆိုတော့ရှစ်လုံးဒါဒီနေ့ချက်မှာဆိုတော့ဆန်တေချာစီးမယ်ပြီးဒီဆန်စီးဆိုရင်ဆိုတာတက်ထည့်ထားတယ်ပင်လေးတော့လောင်းပင်တန်းနဲ့ဆိုတော့ဆန်စီးနှစ်ခါလောက်စီးတယ်ဆန်ဒါဆန်စီးပြီးွားပြီဆိုရင်ဒီကကြက်ပြုတ်ရေကိုလောင်းထည့်မယ်ထမင်းချက်တဲ့အတိုင်းပဲ8ခွက်ဆိုရင်8ခွက်စာရေကိုထည့်မယ်ဆိုတော့ဒီအနှစ်တွေပါထည့်လဲရတယ်မထည့်ဘဲနဲ့အရေးကြီးလေးပဲထည့်လဲရတယ်ဆိုပြီးတော့ထည့်မယ်ဒီမှာနံပါတ်8ရောက်တဲ့အထိထည့်တယ်အရေကပိုသေးတယ်ဆိုရင်ဟင်းညိုလုပ်လို့ရတယ်အောက်ကအနှစ်တွေနဲ့အရေကြဟင်းညိုလုပ်လိုက်မယ်ကြောက်ဖြုံဒီလေးပြုတ်ပြီးတော့လေဒီကလေကြက်ပြုတ်တဲ့အခါမှာနော်စောကြီးတွေကဒီလောက်အရစ်လောက်အထိကိုထည့်ရေးထည့်ထားတဲ့အခါမှာကျတော့တနိုင်ပြုတ်တဲ့အခါမှာရေရလေကြံ့နေဒီဟင်းချက်ထမင်းပြန်ချက်ဖို့အတွက်ပေါ့နော်ဒီထဲကိုဂျင်ဂျာမှုတ်လေးနည်းနည်းထည့်မယ်ကျွတ်တွန့်ဖြူမှုတ်လေးနည်းနည်းပြန်ထည့်မယ်ကျွတ်တွန့်ဖြူမှုတ်လေးတစ်စွန်းလောက်ပေါ့နော်ထည့်မယ်ဂျင်ဂျာမှုတ်လေးကတော့တဝက်လောက်ပဲပြန်ထည့်မယ်ပြီးတော့ရင်ဒီမှာကျွတ်တွန့်ဖြူကြောထည့်မယ်ဒါရနည်းနည်းထည့်မယ်ပြီးရင်စီထည့်မယ်ဒီကဒီလိုဇွန်းနဲ့နှစ်စွန်းထည့်မယ်ပြီးရင်စားထည့်မယ်မင်းပေါင်းလက်ထက်ဖုံးခလုံးနဲ့ကြံ့ရင်ရပြီနော်ဒါပါပဲပြင်ဆင်ပြမယ်ထမင်းထမင်းမကြက်တစ်ကြက်အချိန်မှာတော့ခလုတ်ပြန်တက်လာတတ်တယ်အဲ့ချိန်မှာထမင်းကိုကြည့်လိုက်ကြက်ပြီလားမကြက်သေးဘူးဆိုရင်အဲ့လိုမျိုးနည်းနည်းလေးမှွေပေးလိုက်ပါအထက်အောင်မှွေတဲ့အခါကျထမင်းကိုဖိပြီးတော့အတွင်းထဲလေးထိုးပြီးတော့မမှွေနဲ့အဲ့လိုဇူးခုလုပ်ပြတယ်လို့မျိုးလေးဘေးဆောင်လေးအပေါ်ရန်လေးအဲ့လိုဘေးလေးကိုဆွဲပြီးတော့မှွေပေးပါအထက်အောက်ကိုဖြည်းဖြည်းချင်းမှွေပေးပါပြီးရင်ခဏလေးထားပြီးရင်မိခလုတ်ကိုပြန်နှိပ်ချလိုက်ပါဒုတိယအချိန်ထမင်းခလုတ်တက်လာပြီဆိုရင်ကြက်စီထမင်းလေးချက်ပါပြီရှင်တအိမ်လုံးမှွေးကြိုင်းညာပဲကဲထမင်းပွဲလေးပြင်ပြပါမယ်ရှင်ခဏချက်ပေါင်းရေပိုတဲ့ထဲကိုရေနည်းနည်းထည့်ပြီးတော့ဟင်းညိုလေးလောက်ပါမယ်ဒီမှာတော့ဆိုတာ sauce ကို ABC sauce အချိုလေးပဲသုံးပြထားပါတယ်ကိုကတကယ်လို့အဆက်ကြိုက်တယ်ဆိုရင်တော့အဆက် sauce ကိုဖြောရပါမယ်နော်ဟင်းညိုလေးထဲမှာနည်းနည်းမင်းလေးထည့်မယ်ကဲစားလို့ရပါပြီရှင်ချက်သားလေးကလည်းနူးအီးပြီးတော့ပေါင်းထားတဲ့အတွက်အရသာတအားရှိပါရဲ့ရှင်တခါဒီလေးကိုက်ချက်သားလေးစားထမင်းလေးစားဟင်းညိုလေးတောက်ပြီးတော့တရရလေးညနေခင်းလေးကိုဖြတ်တန်းလိုက်ပါမယ်ရှင်ကြည့်ပေးရတဲ့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်ရတာရှိရဲ့ချက်စီထမင်းလေးရပါပြီဟင်းညိုတဲ့မင်းလေးထည့်မယ်ကဲစားလို့ရပါပြီဒီချက်စီထမင်းအရသာစိုင်ကြီးမှာတွားစားတဲ့အရသာနဲ့ကွတ်တိပါပဲရှင်မယုံရင်လိုက်လောက်စားကြည့်ကြပါရှင်ကျမတို့အိမ်မှာတော့တမိသားစုလုံးအရင်ကြိုက်ကြလို့အနည်းဆုံးနှစ်ပတ်တစ်ခါချက်ရပါရဲ့ရှင်